အင်္ဂလိပ်စာမှာစာကြောင်းပုံစံ၄ခုရှိရလို့ကျွန်မအရှိဗီဒီယိုတစ်ခုထဲမှာကျွန်မပြောပြထားခဲ့ပါတယ်အင်္ဂလိပ်စာမှာဒီ subject လုပ်တဲ့စာကြောင်း subject ဖြစ်တဲ့စာကြောင်းပေါ့နော်အဲ့လိုမျိုးစာကြောင်းပုံစံ၄ခုရှိပါတယ်အဲ့ဒါကိုတော့အရှိဗီဒီယိုလေးတစ်ခုမှတစ်ချက်ကြည့်ပေးပါရှင့်အဲ့တော့ဒီ subject လုပ်တဲ့စာကြောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့က subject ပြီးလို့ရှိရင်အနောက်က subject ပြီးလို့ရှိရင်အနောက်က လုပ်တဲ့ verb အနောက်ကလိုက်ရတယ်ပေါ့နော်အဲ့တော့ လုပ်တဲ့ verb ဆိုတာဒီကျွန်တော်တို့ကလုပ်တာကိုဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ခြင်းကိုပြတာမဟုတ်လို့သူကလုပ်တယ်ဆိုကြတဲ့ကျွန်တော်တို့ action ပါပါတယ်ရှင့်လုပ်ခြင်းကိုပြတဲ့ဒီ action ပါတဲ့ verb ပေါ့နော်အဲ့တော့ subject plus လုပ်တဲ့ verb ဒီ action ပါတဲ့ verb အနောက်ကလိုက်ရပါတယ်အဲ့တော့အဲ့ဒီ verb နေရာမှာကျွန်တော်တို့ကလုပ်ချက် action ပါတဲ့ verb မှာကျွန်တော်တို့နောက်ထပ်2မျိုးထပ်ပြီးတော့ရှိပါတယ်ရှင့်အဲ့ဒါကပဲ verb ရယ် object လိုတဲ့ verb ရယ်ဆိုပြီးကျွန်တော်တို့နောက်ထပ်2မျိုးထပ်ပြီးရှိပါတယ်အဲ့တော့ object လိုတဲ့မလိုတဲ့ verb ဆိုတာကကျွန်တော်တို့ intransitive verb ပါ object လိုတဲ့ verb ဆိုတာကကျွန်တော်တို့ transitive verb ပါ transitive verb intransitive verb ကိုလည်းကျွန်မဒီ video လေးတစ်ခုနဲ့တင်ထားခဲ့ပါတယ်ဒီကျွန်မရဲ့account page ထဲမှာတစ်ချက်လောက်ကြည့်ပေးပါနော်ဒီအဲ့တော့ object မလိုတဲ့ verb ဆိုလို့ရှိရင်ကျွန်တော်တို့က subject ပြီးလို့ရှိရင်နောက်က intransitive verb object မလိုတဲ့ verb လိုက်ပါတယ် object လိုတဲ့အခါမှာဒီ subject plus transitive verb သူက object လိုတဲ့ကြောင့်အနောက်မှာ object လိုက်ပါတယ်ပေါ့နော်